ပါတယ်နော်ပါတယ်ကျမတော့ဒီပြည်နယ်ဖန်မြို့နယ်ဒီကျွေးရမှာပဲနေပါတယ်နာမည်တော့နှောင်ခင်းရကြီးဖြစ်ပါတယ်ဒီမြေက150ရာဘဝခေတ်တော့ရွာဟောင်းပြီပေါ့ခေတ်ကလာမကောတော့မကောတဲ့အချိန်ကတော့ရဖန်ရခါကိုရလို့ကင်ခဲ့တယ်ဒီသမရကြီးဦးသိစိလက်ထိုက်ကလာနေစပြီးတော့ဒီနေ့အချိန်ထိကျမတို့ဆက်တက်ဆန်နဲ့လုတ်ကင်လာခဲ့တယ်လုတ်ကင်လာခဲ့တာလည်း6နှစ်9နှစ်ရှိပါပြီတော်ရစဘာနဲ့တခြားပြည်နယ်တွေဆက်ခဲ့ကြတယ်ပေါ့နော်ကျမတို့ရွာမှာလူရ2000ကျော်ရှိပြီးတော့အိမ်ကြီးကတော့400ကျော်ရှိပါတယ်ဒီဧက150ပြည်မှာရလုတ်ကင်ခဲ့တဲ့လူဦးရေကျတော့400ကျော်ရှိပါတယ်ဒီမျိုးရဖို့အတွက်ကျမတို့အစိုးရဆက်ဆက်ကနေစပြီးတည်ခဲ့ပါတယ်68ကနေစပြီးတော့စက်မှုကဆွလို့ပေးခဲ့တယ်ပေါ့စက်မှုကဆွလို့ပေးတဲ့နောက်မှာကျမတို့လက်ထမရောက်ခဲ့ပါဘူးဒီဝတီတို့ပြောတယ်ပေါ့နော်ဒီနေရာဆွလို့မျိုးမဟုတ်ဘူးတဲ့စက်မှုဒီကနေပိတ်စာတက်ထော်ပေးပြီးတော့ဝယ်ရတယ်တဲ့ဒါကြောင့်မလို့ကွန်မြူနီတို့ပြန်ပြီးတော့ရောက်ပေးရတာတဲ့ဒီလိုလုပ်ချင်အဖြစ်ကျမတို့ဒေသခံတဲသားတွေကိုလူရမတွေ့ရရောက်တယ်ဒီနေကြီးနဲ့ဝေးကွာလုပ်တယ်လို့ခံစားမိတယ်ဘာနဲ့တာပေါ့နော်နောက်ပြီးကျမတို့ဒေသခံတွေအတွက်ကြတော့ဒီကတရအမိထုတ်ပြီးတော့ပုံမှန်ဒီတရားဆွဲကြတယ်ကွန်မြူနီတွေကြတော့ရောက်ချစ်တယ်လို့ရောက်ငားချစ်တယ်လို့ငားပေးတယ်ပေါ့နော်ဒီတော့ကျမတို့အခွင့်အရေးဆုံးရှုံးရတယ်ပေါ့နောက်ပြီးဒီလောက်ထုတ်လို့နည်းဥပဒေကိုလက်မနာတဲ့အစိုးရတွေကြတော့သူကအပြစ်ပေးနေလဲပေါ့နော်အမှန်အနေနဲ့သိပြပါတယ်ဒီလိုမျိုးတရေစာရှင်းလင်းပွဲလုပ်တာလည်းအစိုးရကိုကတ်လက်ကျတာလည်းမဟုတ်ဘူးအစိုးရကိုမလေးစားတာလည်းမဟုတ်ဘူးကျမတို့ဒီလက်ရှိအခုဖြစ်နေတဲ့အခက်အခဲတွေဘယ်သူကဖဲကမှန်းတယ်ဘယ်သူဖဲကမှန်းတယ်ဆိုတာအများသိစေချင်လို့ဖြစ်တာပါနေရာတော့သမရကြီးဦးမြင့်နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုမြင်သူတို့လည်းကျမတို့ကိုကူညီပါတနာပါလို့ဒီကနေတစ်စစ်ပြလို့ပုံစံတောင်းဆိုနေပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှေးဆက်လက်ပြီးဆောရွှေတန်းမြင့်မှာရှင်းလင်းပြောကြားပေးပါမယ်ဒီသားတော်ပါရှင်အားလုံးမိတ်လာပါကျွန်တော်ဒီဟိုမှာဒီကျေးရွာတေးသားတယောက်ပေါ့ကျွန်တော်နာမည်ကိုစောရှိသားမင်းလို့ခေါ်ပါတယ်ကျွန်တော်နာမတိအနေနဲ့ပြောကြည့်တာပထမဆုံးအနေနဲ့ပြောကြည့်တာကျွန်တော်ဘေကြီးကျေးရွာဒေသခံတွေဟာဒီပေါ့အခုလက်ရှိဒေသရှိလိုပဲလုပ်နေတာပြည်နယ်ဆိုရကိုဟိုမှာကာလာတက်ကြလို့မဟုတ်ဘူးစကြည့်တာလည်းမဟုတ်ဘူးကျွန်တော်ဒီဘေကြီးရွာသူရွာသားတွေအားလုံးဟာနိုင်ငံတော်နဲ့နိုင်ငံသားပုံမှာသစ္စာစောသိယုံကြည်ကြတဲ့သူတွေပဲဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောကြည့်တာဒီပြည်နယ်ဆိုရဒီမြေလို့မြေသားမြေရဲ့ပြည်နယ်မြေလို့မြေသားမြေရဲ့စီမံခန့်ခွဲကော်မတီစီကနေဟိုမှာသူတို့နှစ်30ရယူထားလို့ကျွန်တော်သိရတာပေါ့။အဲ့မှာတစ်ချက်ကျွန်တော်မေးကြည့်တာဒီပြည်နယ်မြေလို့မြေသားမြေရဲ့ကနေပြီးတော့ပြည်နယ်ဆိုရကိုတည့်ပေးဝေရှိပါသလားအဲ့မြေကိုတစ်ချက်နံပါတ်1ကျွန်တော်မေးကြည့်ပါတယ်။ပြီးတော့ဒီ2018စက်တင်ဘာ17မှာဒီပြုလုပ်တဲ့မြေလို့မြေသားမြေဥပဒေရကျွန်တော်တို့ပြည်နယ်မြေလို့မြေသားမြေစီမံခန့်ခွဲကော်မတီကိုအသစ်ပြန်လည်ဖွဲ့စည်းရမယ်လို့ပါရှိထားပါတယ်။အဲ့ဒီအသစ်ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာတေးသားကိုယ်စားလှယ်တော်သူလယ်သမားကိုယ်စားလှယ်အရာပိုင်ဖွဲ့စည်းကြွရည်ပညာရှိတွေပါရှိရမှာဖြစ်ပါတယ်။ကျွန်တော်ပြည်နယ်ဆိုရဘက်ကိုမေးကြည့်တာနံပါတ်1တစ်ချက်အနေနဲ့မေးကြည့်တာအဲ့ဒီပြည်နယ်စီမံခန့်ခွဲကော်မတီရောအသစ်ပြန်ဖွဲ့ပြီးပြီလား။နံပါတ်2တစ်ချက်အနေနဲ့ကျွန်တော်မေးကြည့်တာပြည်နယ်ဆိုရအဖွဲ့ကနေပြီးတော့နှစ်ရှိပြီဆက်ပြိုးဖို့အတွက်နှစ်30ယူထားလို့ကျွန်တော်အဲ့လိုမျိုးသူတို့စာတွေမှာပါလာတယ်ပေါ့ဒါပေမဲ့အခုလက်ရှိမြေပြင်မှာကျတော့အဆောက်အဦတွေပဲဆောက်နေဆိုတာဥပဒေနဲ့ညီပါသလားပေါ့ကျွန်တော်ပြောချင်တာဒီဟိုမှာမြေလို့မြေလားမြေဥပဒေတွေမှာဒီဆက်ပြိုးအတွက်ဆိုရင်ပုံစံ1နဲ့ရှောက်တယ်မွေးမြူလို့ဆိုပုံစံ2ဒါတော့တူဖို့ရေးဆိုရင်ပုံစံ3အခြားနည်း30ခွင့်ဆိုပုံစံ4ပေါ့ခုပြည်နယ်ဆိုရနှစ်ရှိပြီဆက်မယ်လို့ပြောတယ်ဒါပေမဲ့အဆောက်အဦတွေပဲဆောက်တယ်ဆိုတော့ဒီပြည်နယ်ဆိုရဒီဥပဒေတွေကိုမြေဥပဒေကိုလက်နာစရာမလိုဘူးလားဒီကျွန်တော်နောက်နေ့တစ်ချက်နဲ့အဲ့ဒါမေးကြည့်ပါတယ်